ကျွန်တော်ဆက်လက်ပြီးကတော့ဒီအခုနှစ်ရဲ့အာဇာနည်နေ့မှာဗိုလ်ချုပ်တို့လောက်ကျန်ရခံရတဲ့ဒီအခန်းကိုပထမဦးဆုံးအချိန်ပြသတဲ့အတွက်ဝန်ကြီးများရုံးကိုပြည်သူတွေအများပြစိတ်ဝင်စားမှုရှိတယ်ဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာအာဇာနည်ကိုလောက်ကျန်ခံရခြင်းရဲ့နှစ်90မြောက်ဖြစ်တဲ့အခုနှစ်ရဲ့အာဇာနည်နေ့မှာတော့ဗိုလ်ချုပ်တို့လောက်ကျန်ခံရတဲ့အခန်းကိုပထမဆုံးအချိန်ပြသခဲ့တဲ့အတွက်စိတ်ဝင်စားတဲ့သူတွေလည်းများပြခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဇူလိုင်လ19ရက်နေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အထိမ်းအမှတ်နေရာတွေကိုအများပြည်သူတွေကိုအခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သလိုပဲဒီတဲကမှဝင်ကြီးများရုံးကိုလည်းပြည်သူတွေကြည့်ရှုနိုင်အောင်လို့ဖွင့်လှစ်ပေးခဲ့တယ်ဝင်ကြီးများရုံးကိုတော့အာဇာနည်နေ့မှာမနက်၈နာရီခွဲအချိန်မှာအများပြည်သူလာရောက်ကြည့်ရှုနိုင်အောင်ဖွင့်လှစ်ပေးဖို့စီစဉ်ထားပေမဲ့လည်းလာရောက်လေ့လာမဲ့လူတွေကတော့မနက်6နာရီကတည်းကနေပဲကြည့်ရှုခွင့်ရဖို့တန်းစီပြီးတော့စောင့်ဆိုင်းခဲ့ကြတယ်လို့လည်းသိရပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းလာရောက်ကြည့်ရှုကြတဲ့ပြည်သူတွေရဲ့ပြောကြားမှုတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ခေါင်းဆောင်ကြီးတွေကြာဆုံးတဲ့ကိစ္စကိုဒီမှာတို့ဒီနှစ်ကြာရင် public အတွက်ဖွင့်ထားပေးတယ်ပေါ့နော်။အဲ့ဒီအခန်းလေးကိုလာကြည့်တာပေါ့။နောက်တစ်ခုတော့ကျွန်တော်တို့ဒီဥစ္စာကိုကြည့်ခြင်းအဖြစ်သူတို့ရဲ့ပေါ့တိုင်းပြည်ပေါ်မှာပေးဆက်ခဲ့တဲ့အကြောင်းတွေကိုကျွန်တော်တို့ပိုသိရမယ်။နောက်တစ်ခုတော့တမိုင်းပေါ့ဒီတမိုင်းကိုကျွန်တော်တို့သိဖို့လိုတယ်လေအခုဆိုလို့ရှိရင်ဒီနောက်မှာဆိုကလေးတွေလည်းတွေ့အဲ့လိုကလေးတွေအစားဒီမျိုးလာကြည့်ကြဆိုကျွန်တော်အနေနဲ့အရင်လဲကျင်တယ်ပြီးတော့ဒီကုလိုမျိုးလာပြီးတော့လက်ပတ်ခွင့်ပေးတယ်တက်ဆိုင်ရာအစိုးရတွေတက်ဆိုင်ရာဌာနတွေပေါ့နော်ကူညီရလူတွေအကုန်လုံးလည်းကျေးဇူးတင်တယ်ခင်ဗျာနောက်နှစ်တွေကိုလည်းဒီထက်ပိုပြီးတော့ဒါကြီးကိုလည်းထိန်းသိမ်းနိုင်ဖို့နဲ့ပြီးတော့ဒီလိုမျိုးလာရောက်လက်ပတ်ခွင့်ပေးဖို့လည်းကျွန်တော်လူပေါ့နော်ဆူတောင်းနေပေါ့နော်အခုနှစ်မှာကြာရောက်တဲ့အာဇာနည်နေ့မှာဝန်ကြီးများရုံးရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့လွှတ်တော်ကျင်းပရာနေရာဖြစ်တဲ့တိုင်းပြုပြည်ပြုလွှတ်တော်ရုံးဒီပါလီမန်အဆောက်အဦအာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးပြီးချိန်မှာတည်ဆောက်ခဲ့တဲ့ကြောက်တိုင်လွတ်လပ်ရေးရရှိပြီးမြန်မာနိုင်ငံရဲ့အလံတိုင်လွှင့်တင်ခဲ့တဲ့အလံတိုင်နေရာစတဲ့နေရာတွေအပြင်ကိုအခုနှစ်မှာကတော့ဗိုလ်ချုပ်တို့လောက်ကျန်ခံရတဲ့အခန်းဒီစတဲ့အထိမ်းအမှတ်နေရာ၄နေရာကိုလည်းအများပြည်သူကြည့်ရှုနိုင်အောင်ပထမဆုံးအချိန်ဖွင့်လှစ်ပြသပေးခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်တို့လောက်ကျန်ခံရတဲ့အခန်းမှာကတော့အမျိုးသားပြလိုက်မှာဒီထိမ့်သိမ်းထားခဲ့တဲ့လောက်ကျန်ခံရစဉ်မှာရှိခဲ့တဲ့မူရင်းပရိဘောဂတွေကိုလည်းအခုနှစ်အာဇာနည်နေ့မှာပြသထားပြီးတော့ဗိုလ်ချုပ်တို့လောက်ကျန်ခံရစဉ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကိုနှစ်ပေါင်း90အတွင်းမှာပထမဆုံးအချိန်ပြသခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်3ကလည်းကျွန်တော်အတွင်းဝင်ယုံထိမ့်သိမ်းဆောက်ရှောက်ရပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူရဲ့ပြောစကားတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်တခုကကြတော့ပစ္စည်း28မျိုးပေါ့အဲ့ဒါကတော့ဒီနှစ်မှာမှအပြင်ဒါနှစ်90အတွင်းမှာပထမဆုံးချိန်အများပြည်သူကြည့်ရှုခွင့်ရတဲ့ပစ္စည်း28မျိုးဖြစ်တယ်အဲ့ဒါဗိုလ်ချုပ်တို့အလုံးကြံခံရစဉ်မှာကျွန်းကြံခဲ့တဲ့ပစ္စည်းတွေပေါ့နော်ဟွာလေးတွေတို့လက်စွပ်ကလေးတွေတို့ဒီပေါ်ပင်လေးတွေတို့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတွေကအများပြည်သူပထမဆုံးချိန်ဒီနေ့မှာကြည့်ခွင့်ရမယ်ဟာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုပြောခဲ့တဲ့ပစ္စည်း28မျိုးပေါ့နော်ဗိုလ်ချုပ်တို့လောက်ကျန်ခံရခဲ့စဉ်မှာကြံခဲ့တဲ့ပစ္စည်းတွေဒီလိုမျိုးပစ္စည်းတွေကိုပြသမှုတွေရှိခဲ့တဲ့အပြင်ဝင်ကြီးများရုံးမှာလည်းအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့တမိုင်းကြောင်းတွေကိုသိရှိနိုင်အောင်လို့ဝင်ကြီးများရုံးရဲ့အဝင်လန်းတစ်လျှောက်မှာအာဇာနည်ခေါင်းဆောင်တွေရဲ့တမိုင်းဆိုင်ရာအချက်အလက်တွေကိုလည်းဖော်ပြထားခဲ့ပြီးတော့လွတ်လပ်ရေးကြိုးပမ်းမှုတွေဒီအကြောင်းတွေကိုလည်းပရိုဂျက်တာတွေနဲ့ပြသမှုတွေလည်းရှိခဲ့တယ်ဝင်ကြီးများရုံးမှာအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ဆွန့်လွတ်ပေးဆက်မှုတွေကိုလေးစားတဲ့အနေနဲ့ဆိုပြီးပကြီးပွဲတွေကိုလည်းပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။ဒါတွေအပြင်အာဇာနည်နဲ့အထိမ်းအမှတ်အဖြစ်ဝင်ကြီးများရုံးကိုဇူလိုင်လ19ရက်နေ့ကနေ21ရက်နေ့အထိနေ့စဉ်မနက်8နာရီခွဲကနေညနေ4နာရီခွဲအထိကိုပဲဖွင့်လှစ်ပေးသွားအောင်မှာဖြစ်တယ်လို့လည်းသိထားရပါတယ်ရှင့်။ဟုတ်ကဲ့ပါခင်ဗျ။ဒါကတော့ကျွန်တော်ဒီအာဇာနည်နေ့မှာဗိုလ်ချုပ်တို့အလုပ်ကြံခံရတဲ့အခန်းကိုဒါဒီနေ့မှာပထမဆုံးအချိန်ပြသရဲဆိုတဲ့သတင်းကြောင်းရန်ဖြစ်ပါတယ်ခင်ဗျ။